မိုးရာသီရောက်ပြီဆိုတာနဲ့မိုးကောင်းကင်မှာအလင်းတန်းဖြူဖြူကြီးတွေလျက်ခနဲလက်ပြီးမိုးကျိန်းတန်ကြီးတွေကြားရတာဟာတဘာဝရဲ့အံ့ဩဖွယ်မြင်ကွင်းတစ်ခုပါပဲဒါပေမဲ့ဒီလိုလျက်စီးတွေဘာကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာကိုသင်သိပါရဲ့လားဒီနေ့မှာတော့မိုးတစ်ချုံချင်းရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့လျက်စီးလက်ချင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပါလျက်စီးတွေဘာကြောင့်လက်တာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကလျက်စစ်တအားနဲ့ဆက်ဆက်နေပါတယ်လျက်စီးတွေဖြစ်ပေါ်ဖို့အတွက်ပထမဆုံးလိုအပ်တာကတော့မိုးတိမ်တွေပါပဲအထူးသဖြင့်မိုးထစ်ချုံတိမ်လို့ခေါ်တဲ့ကြီးမားတဲ့မိုးတိမ်နဲ့ကြီးတွေပေါ့ဒီတိမ်တွေဟာမြေပြင်ပေါ်ကရေတွေအငွေ့ပြန်ပြီးအပေါ်ကိုတက်သွားကအေးခဲတဲ့လေထုထဲမှာရေခိုးရေငွေ့တွေစုပေါင်းပြီးဖြစ်ပေါ်လာတာပါသူတို့ဟာတောင်ကြီးတစ်လုံးလိုပဲမိုင်ပေါင်းများစွာမြင့်မားနိုင်ပါတယ်ဒီလိုမိုးတိမ်ကြီးတွေဖြစ်ပေါ်လာတဲ့အခါအတွင်းထဲမှာလေစီးကြောင်းတွေအလွန်ပြင်းထန်ပါတယ်ပူနွေးတဲ့လေကအပေါ်ကိုတက်ပြီးအေးတဲ့လေကအောက်ကိုဆင်းကဆက်မပြတ်လဲပတ်နေပါတယ်ဒီလိုလေစီးကြောင်းတွေအဆက်မပြတ်လဲပတ်နေတဲ့အခါမိုးတိမ်ကြီးတွေရဲ့အတွင်းထဲမှာရှိနေတဲ့ရေဆက်လေးတွေရေခဲမုန်လေးတွေနဲ့မိုးသီးလေးတွေဟာအချင်းချင်းပုတ်တိုက်မိကြပါတယ်ဒီလိုပုတ်တိုက်မိတဲ့အခါလျှက်စစ်တပ်တွေဖြစ်ပေါ်လာပြီးအပေါင်းဓာတ်နဲ့အနှုတ်ဓာတ်တွေခွဲထွက်သွားပါတယ်ပုံမှန်အားဖြင့်မိုးတိမ်ရဲ့အောက်ခြေပိုင်းမှာအနှုတ်လျှက်စစ်တပ်တွေအများဆုံးစုပုံလာပြီးအပေါ်ပိုင်းမှာတော့အပေါင်းလျှက်စစ်တပ်တွေစုပုံလာပါတယ်မြေပြင်ကလည်းပုံမှန်အားဖြင့်အပေါင်းလျှက်စစ်တပ်ရှိနေတတ်ပါတယ်ဒီတော့မိုးတိမ်ရဲ့အောက်ခြေမှာရှိတဲ့အနှုတ်ဓာတ်တွေနဲ့မြေပြင်ပေါ်ကအပေါင်းဓာတ်တွေကြားမှာကြီးမားတဲ့လျှက်စစ်တပ်ကွာခြားမှုတစ်ခုဖြစ်ပေါ်လာပါတော့တယ်အဲ့ဒီလိုလျှက်စစ်တပ်ကွာခြားမှုတွေအများကြီးမြင့်မားလာတဲ့အခါလေထုရဲ့လျှက်စစ်ခုခံအားကိုကျော်လွှားပြီးလျှက်စစ်စီးကြောင်းတစ်ခုဖြစ်ပေါ်လာပါတယ်ဒါကိုပဲကျွန်တော်တို့လျှက်စီးလက်ချင်းလို့ခေါ်တာပါလျှက်စီးလက်ချင်းဟာမျက်စိတမိတ်အတွင်းမှာပဲဖြစ်ပျက်သွားပါတယ်ပထမဆုံးအနေနဲ့မိုးတိမ်အောက်ခြေကနေစက်တက်လီတာလို့ခေါ်တဲ့အနှုတ်တစီးကြောင်းလေးတစ်ခုအောက်ဘက်စီကိုတဖြည်းဖြည်းဆင်းသက်လာပါတယ်ဒီစီးကြောင်းကမြေပြင်ပေါ်ကအဝတ်စတွင်းမှာလို့ခေါ်တဲ့ပေါင်းတစီးကြောင်းနဲ့ဆုံတွဲလိုက်တဲ့အခါကြီးမားတဲ့လျှက်စီးလမ်းကြောင်း channel တစ်ခုဖြစ်ပေါ်လာပြီးလျှက်စစ်တပ်တွေဟာမယုံနိုင်လောက်အောင်မြန်ဆန်တဲ့နှုန်းနဲ့လျှက်ခနဲစီးဆင်းသွားပါတော့တယ်ဒီလိုလျှက်စစ်တပ်တွေစီးဆင်းသွားတဲ့အခါအပူချိန်ဟာနေရဲ့မျက်နှာပြင်ထက်တောင်9ဆလောက်ပိုပူတဲ့ဖာရင်ဟိုက်9000ဒီဂရီလောက်ထိရောက်ရှိသွားပါတယ်ဒီလိုအပူချိန်အလွန်မြင့်မားသွားတဲ့အတွက်ပတ်ဝန်းကျင်ကလေထုကိုရုတ်တရက်ကျပြန့်သွားအောင်တွန်းကန်လိုက်ပါတယ်အဲ့ဒီလိုလေတွေရုတ်တရက်ကျပြန့်သွားတဲ့အတွက်ဖြစ်ပေါ်လာတဲ့လိုင်းဟာမိုးကျိန်းတန်အဖြစ်ကျွန်တော်တို့ကြားရတာပါပဲလျှက်စီးကိုမြင်ရပြီးမှမိုးကျိန်းတန်ကိုနောက်မှကြားရတာကအလင်းဟာအတန်ထက်အဆများစွာပိုမြန်လို့ပါလျှက်စီးတွေမှာအမျိုးအစားအများကြီးရှိပါတယ်အများဆုံးတွေ့ရတာကတော့တိမ်တွင်းလျှက်စီးတိမ်မတိမ်တို့လျှက်စီးနဲ့တိမ်မမြေပြင်တို့လျှက်စီးဒါကတော့အန္တရာယ်ရှိဆုံးအမျိုးအစားပါဒီအမျိုးအစားတွေအပြင်ဘောလုံးပုံစံလျှက်စီးကောင်းကင်ယံအမြင့်ပိုင်းမှာဖြစ်ပေါ်တဲ့လျှက်စီးပုံစံစတဲ့ရှားပါပြီးထူးခြားတဲ့လျှက်စီးမျိုးစားတွေလည်းရှိပါသေးတယ်လျှက်စီးဟာကြောက်စရာကောင်းပေမဲ့သူ့မှာသဘာဝပတ်ဝန်းကျင်အတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုရှိပါတယ်လျှက်စီးလက်ချင်းကလေထုထဲကနိုက်ထရိုဂျင်ဓာတ်ငွေ့ကိုမြေဆီလွှာအတွက်အကျိုးပြုတဲ့ချက်ပေါင်းတွေဖြစ်ပြောင်းလဲပေးပါတယ်ဒါဟာပင်တွေကြီးထွားဖို့အတွက်အရေးပါတဲ့သဘာဝဓာတ်မြေဩဇာတစ်ခုလိုပါပဲဒါပေမဲ့လျှက်စီးဟာအနေနဲ့လည်းအလွန်ကြီးမားပါတယ်နှစ်စဉ်နှစ်တိုင်းလျှက်စီးထိမှန်လို့အသက်ဆုံးရှုံးရသူတွေဒဏ်ရာရသူတွေအများပြားရှိပါတယ်မိုးကျိန်းတန်ကြားနေရပြီဆိုတာနဲ့မိုးကြိုးပစ်နိုင်တဲ့အနေရရှိတာကြောင့်ဘေးကင်းလုံခြုံတဲ့နေရာမှာခိုလုံဖို့အရေးကြီးပါတယ်ဒီတော့လျှက်စီးတွေဟာမိုးတိမ်တွေကလျှက်စစ်တပ်တွေစုပုံပြီးလေထုရဲ့ခုခံအားကိုကျော်လွှားကလျှက်စစ်စီးကြောင်းတစ်ခုအဖြစ်ရုတ်တရက်စီးဆင်းသွားတာကြောင့်ဖြစ်ပေါ်လာတာပါဒါဟာကျွန်တော်တို့မြင်နေကြသဘာဝဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ဘလောက်တောင်ရှုပ်ထွေးပြီးစွမ်းအားကြီးလဲဆိုတာကိုပြသနေပါတယ်ဗီဒီယိုလေးကနေလျှက်စီးလက်ချင်းကြောင်းဘ ഹു တုတတစ်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်တင်းရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်